ဘရိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အပိုင်း2လေးပဲဖြစ်ပါတယ်အပိုင်း1ကိုမကြည့်ရသေးရင်တော့ရင်းတင်ထားတဲ့အကောင့်လေးတော့အတော့ကြည့်လိုက်ပါခုပဲဆော့ပြထားတာလေးကိုရှိုးလိုက်ပါခုဆော့ပြထားတာလေးကိုပဲကြည့်လိုက်ပါဒီလမ်းလေးကနေဒီလမ်းနေလေးတိုင်းမှာသွားဟိုပြထားတဲ့လမ်းနေလေးတိုင်းမှာသွားပါအဲ့ကနေပြီးတော့မောင်းသွားရင်မောင်းသူပြထားတဲ့လမ်းလေးတိုင်းဒီဂိမ်းเนี่ยတော်တော်ဆော့လို့ကောင်းဆော့လို့ကောင်းသူပြထားတဲ့လမ်းလေးတိုင်းမှာဆော့ကျင်တော့နောက်ထပ်အပိုင်းလေးလောက်ပြထားတဲ့လမ်းလေးတိုင်းမှာမောင်းသွားတယ်ဒီရှေ့မှာသတိထားမှာအဲ့လမ်းအခက်ဆုံးပဲအဲ့လမ်းအခက်ဆုံးပဲမမောင်းတိုင်းအဲ့လမ်းဘေးကိုဘိန်းကျသွားနဲ့အဲ့ကားအစပြန်စမှာမမောင်းတိုင်အခါဆုံးပဲဒီလမ်းအမဖြည်းဖြည်းချင်းဆင်းနေတော့မမောင်းတိုင်တော့ခက်ကားဘင်းကဘေးကိုကြာသွားတယ်အစပြန်လာမှဒီမဲ့အဲ့ဒီမှာကြည့်လိုက်တာဘင်းကဘေးကိုချောကြသွားဘာမှလုံးလို့မရနောက်လည်းဆုပ်လို့မရတော့ရှေ့လည်းတိုးလို့မရတော့အစနေပြန်စမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြာရင်တော့ subscribe လေးနှိပ်ခဲ့ follow လေးလုပ်ခဲ့လိုက်ပါနော်နောက်ထပ်ဗီဒီယိုတွေလည်းထပ်လာအောင်ပါအပိုင်းလေးနဲ့ထပ်လာအောင်ပါဖြစ်ပါတယ်အမကြည့်တော့